အားလုံးပဲမင်္ဂလာပါစနေနေ့စီစဉ်လေးရလေးကြိုဆိုလိုက်ပါတယ်ဒီတစ်ပတ်မှာတော့ကျွန်တော်တို့ချင်းအစ်စ်ဖွင့်မဲ့မိတ်ဆွေတွေပေါ့နော်အဲ့တော့မေးတော့ပေါ့နော်တခါရဲအခြားလူတွေဘုဒ္ဓရာအနေနဲ့သိပါပေါ့တခါရဲကျွန်တော်နေကင်းလူမျိုးတွေရှင်းတာနဲ့တခါရဲရိုက်လိုက်တာပေါ့နော်အကုန်လုံးလည်းအခြားလူတွေသိပါပေါ့နော်ချင်းအခန်းပါပေါ့သူချင်းအခန်းမှာတော့အောက်အခန်းပေါ့နော်အောက်အခန်းမှာသူခင်းဖို့တော့ဒီဆိုးပြားပဲခင်းရမလားဒီရဘာလိတ်ပေါ့နော်အဲ့ဒါပဲခင်းရမလားပေါ့နော်ဒီခွန်တောင်းမေးတယ်ပေါ့သူဖယ်ခင်းရမလဲပေါ့နော်ကောင်းတာတော့ရဘာအခင်းရတော့ကောင်းတာပေါ့ဒီမှာဈေးတော့နည်းနည်းပေါ့ဈေးရောက်ကြီးတယ်ပေါ့နော်သူကတော့ကြည့်ရရှိပါလဲကောင်းတယ်ဗျာနောက်တက်ရတန့်ရှင်းလို့ရတယ်လွယ်တယ်ပေါ့နော်ဈေးရလည်းကောင်းတယ်ပေါ့နော်အကြမ်းမြတော့ရဘာဒီအကျဉ်းနဲ့ဒီအခင်းခင်းမဲ့ဆိုတော့ဒီဆိုးပြားနဲ့ဒီရဘာလေးနဲ့နှစ်မျိုးရှိတယ်ပေါ့နော်ဆိုးပြားမှာဆိုရင်ဆိုးပြားမှာဆိုထပ်ခွဲတယ်ဆိုးပြားမှာလည်းနှစ်မျိုးရှိတယ်ပေါ့ဘယ်လိုလဲဆိုတော့ကျွန်တော်တို့ဒီဆိုးပြားအချက်ကြီးလေဆိုးပြားအချက်ကြီးကို9ပေ3ပေပေါ့နော်sorry ဒီ9ပေ2ပေခွဲပေါ့9ပေ2ပေခွဲပေါ့အဲ့လိုအချက်တွေရှိတယ်ပေါ့နော်အဲ့လိုအချက်တွေရပြီးတော့နောက်တစ်မျိုးကြတော့ဆိုးပြားတွေကိုကျွန်တော်ဆက်လို့ရအောင်လေဒီမှာသူဘယ်လိုခေါ်မလဲမှုပါပြီးသားခင်းမယ်ဆိုရင်သူကတော့2ပေခွဲချက်လေးတွေပေါ့ဆိုပြခင်းမယ်ဆိုရင်အလွယ်တကူဆက်လိုက်ရုံပဲလေအဲဆိုပြတစ်မျိုးရှိမယ်နောက်တစ်မျိုးကျတော့ဒီရဘာခင်းပေါ့နော်ရဘာလက်လေးပေါ့ကျွန်တော်ကွန်ပေါင်းလို့ခေါ်တော့ကွန်ပေါင်းပေါ့နော်ဒီကောင်အလက်ရရှိမယ်အဲ့အလေးကိုပဲသူကအထူပါရှိတာပေါ့နော်အထူပါလေးပေါ့အထူပါတော့ဒီမှာကျွန်တော်ခင်းတာဒီကောင်ဆိုရင်မီလီတော့မတူဗျာပေတန်စိမ့်နေဆိုရင်တော့ပေတန်30ပေတန်40လောက်ရှိမယ်ဆိုတူလေးပဲကျွန်တော်လည်းခင်းတာလေအဲ့ဒါရယ်နော်အဲ့ဒီကောင်ကစိုးပြအောင်ပဲဒီ sorry ဒီကွန်ပေါင်းအောင်ပဲနှစ်မျိုးရှိတယ်ဒီပေတန်နဲ့စိတ်ပေတန်30လောက်ရှိမယ်အထူလေးရယ်တစ်လက်မတူတယ်နှစ်မျိုးရှိတယ်ပေါ့နော်သူ့အနာကြကကြတော့စိုးပြကြတော့ဗျာစိုးပြကကြတော့အခန်းကိုယ့်ရဲ့ဒီအခန်းအဲကွန်နဲ့တုံးမယ်ဆိုတော့နာတိတ်မနှံဘူးပေါ့နော်နာတော့တိတ်မနှံအောင်ကိုလင်းဝင်လက်ထက်ကောင်းမယ်ဆိုတော့စိုးပြအတွက်အနှံ့ရှိတယ်ဗျလင်းဝင်လက်ထက်ကောင်းမယ်ဆိုတော့စိုးပြအနှံ့တော့မနှံဘူးပေါ့ဒါပေမဲ့ကိုအဲကွန်နဲ့အလုံးပိတ်ပေါ့နော်မိပြတဲ့ခါကျရင်တော့အဲစိုးပြအနှံ့တော့အခန်းလုံနေဆိုတော့စိုးပြအနှံ့ရတယ်ဗျအဲ့တခုရှိမယ်ဒါသူ့ရဲ့အားသာချက်ကကြတော့ဈေးနှုန်းကတက်တာစိုးပြရတော့တက်တာတယ်ပေါ့နော်ဒီကွန်ပေါင်းကြတော့သူ့ရဲ့အနာကြရတော့သူကတစ်ခါဝယ်ပြီးရင်သူကတော့သိကြည့်တာမလို့သူကလည်းကောင်းတယ်တန်ရှင်းလောက်ရတယ်လွယ်တယ်ပေါ့ဒါပေမဲ့ဈေးကတော့သူကတော့ဈေးကြည့်ရဈေးကောင်းတယ်ကျွန်တော်ဒီအသိဝယ်တော်မှာကျွန်တော်စကန်ဝယ်တော်မှာဒီကောင်4သိန်းဝယ်လောက်ပေးရစကန်အောင်ဒီတလေးသူအနာကြကကြတော့ဒီကောင်စီနဲ့မတည့်ဘူးကျွန်တော်ဒီစမစ်မရှင်အောင်မှာဒီကွန်ပေါင်းအုပ်လေးကိုထားမယ်ဆိုရင်ဒီအခင်းကွန်ပေါင်းတော့ကွန်ပေါင်းခေါ်တာပေါ့နော်ကွန်ပေါင်းလေးကိုထားမယ်ဆိုရင်ဒီစမစ်ကဝင်ရိုးကနေပြီးတော့ကျတဲ့စီလေစမစ်မရှင်ကနေဝင်ရိုးကကျတဲ့စီကအဲ့ဒီကွန်ပေါင်းကိုဒီအခင်းကိုထိမယ်ဆိုရင်စီနဲ့တကောင်မတည့်ဘူးကြွပြီးတက်လာအဲ့စီနဲ့ဒီကွန်ပေါင်းနဲ့ဆိုလေကြွပြီးတက်လာတဲ့ကောင်ပြန်ရင်းနဲ့ပြန်လျှော်လိုက်တဲ့ကောင်မရအောင်အဲ့အကြွတိုင်းပဲသူကမ်မီကယ်တွေပါတော့အဲ့လိုရှိတာပေါ့နော်နောက်တဲ့ကွန်ပေါင်းနောက်တစ်မျိုးကကျတော့အထူတလက်မတူရှိတယ်ဒီကောင်ကျတော့ဈေးကတော့ကောင်းတယ်ဒါပေမဲ့အပြင်မျက်နှာပြင်အချောရတဲ့ကောင်ချောတယ်ပေါ့နော်ဒါပေမဲ့အတွင်းမှာကျတော့သူကကျတော့ဘယ်လိုခေါ်မလဲဒီကွန်ပေါင်းနဲ့ဒီကော်တွေနဲ့ရက်ချက်ပေါ့ဗျာပေါင်းပြီးတော့ကမ်မီကယ်နဲ့ပေါင်းပြီးတော့ပွာသေးတုံးတာပေါ့နော်အဲ့ကောင်ကျတော့ကျွန်တော်တို့အောက်ပဲရိုက်မှဆိုရင်လက်ထောက်ပြီးတော့ကျွန်တော်6နဲ့ကုတ်အောက်ပဲရတာလေအဲ့လိုဆိုရင်ဒီကောင်ကုတ်တာလို့ချစ်တာများပါရင်ဒီကောင်ကြာရင်ပဲ့ပေါ်ကောင်တွေကအပေါ်ခင်းရတော့ပြောင်းလို့ချုံးနေတယ်ဗျဒါပေမဲ့အထဲမှာကျတော့သူကပွာသေးတုံးတာများတော့လေသူကကျွန်တော်မသုံးတဲ့ကော်အဟောင်းတွေဆိုအောင်ထည့်ပြီးတော့ပေါင်းလာတာကိုဒီအပားတော့သူနည်းနည်းတော့ကြစ်မယ်ဒီကွန်ပေါင်းအပားတော့အဲ့အထူးကကျတော့အဲ့ထဲမှာသူကတော့အဲ့အရှိချင်းနေမှာသုံးတာတော့တွေ့ဘူးလေသူ့အာနာကြဟောအဲ့ဒါပဲ့ကုန်တာပေါ့နော်ပဲ့ဒီအပားကျတော့သူကကျတော့စီနဲ့မတည့်ဘူးစီထိသွားတယ်ကောင်ပွားပြီးတက်လာအဲ့လိုရှိမှအာနာကြပေါ့နော်ဆိုးပြားကြတော့
ဈေးသက်သာမယ်ဒါပေမဲ့ကိုယ်ခံအဲကုန်းအလုံးဆိုတော့အဲကုန်းမိပြက်လေအဲကုန်းဖွင့်နေဆိုရင်တော့ပြဿနာမရှိဘူးမိပြက်လေအဲကုန်းဖွင့်ပန်ကားနဲ့ဆိုရင်တော့သူကတော့အဲ့ဆိုးပြအနှံ့နေရနှံ့နေပေါ့နော်ကျွန်တော်တော့အဲကုန်းမရှိဘူးကျွန်တော်ခံကြကျွန်တော်ရောဟိုတိုက်ပဲမြင်းကြီးဆိုတော့မှ၄ရောက်အရှိမပန်းညံဆို၄ရောက်ဝင်ကျွန်တော်ဆိုးပြနေဒီကွန်မွန်နဲ့ကျွန်တော်ညှက်ပြီးသုံးတာပေါ့နော်အဲ့အတွက်ကွန်မောင်းကတော့ဈေးတော့ကြည့်မယ်သူကတော့တတရက်ကြည့်ကောင်းတော့ဗျာနောက်အလေးတွေပဲပစ်ချိုင်တယ်သူကတော့ကွန်မောင်းကျတော့ဒီကောင်ကတော့မခုံဘူးပေါ့နော်အေးဆိုးပြတော့ပစ်ချိုင်တော့အလေးနဲ့ခုံတယ်ပေါ့ဗျာဟိုအားနဲ့ချက်အားချက်ရှိရပေါ့နော်ဒါကျွန်တော်ဆိုးပြနဲ့ဆိုးပြအခင်းနဲ့ဒီကွန်မောင်းအခင်းနဲ့ကိုအားနဲ့ချက်အားချက်ကြောကျွန်တော်တော့ရှင်းပြပေးတော့နော်ဒီချင်းဖွင့်မဲ့ကျွန်တော်ချင်းဥစားဖွင့်မဲ့သူတို့တော့ကျွန်တော်ဒီချိန်တိုင်းနေကိုလည်းဒီဘူးတော့ရရှိပါလိမ့်မယ်ထင်ပါတယ်နော်ကျွန်တော်ဒီနေ့ဒီတစ်ပတ် Sunday night စီစဉ်ကြလေးပဲဒီလောက်ပါပဲနောက်တစ်ပတ် Sunday night စီစဉ်မှာပြန်လဲဆုံလေးကြပြစီဦး